အခုဆက်လက်ပြီးတော့ကျွန်တော်တို့ချီးမွမ်းခြင်းပွဲတော်ရဲ့သက်သေခံခြင်းနဲ့ဓမ္မတေးချီးမွမ်းခြင်းတည်ဆိုခြင်းကိုအလဲကျသူတည်ဆိုမဲ့တခြင်းကိုအရင်ဖော်ပြပြစေအနာယောဂါငြိမ်းစေသောအရှင်ဓမ္မတေးကိုတည်ဆိုပါမယ်နောက်လှည့်မကြည့်နဲ့ဆိုတော့တတိပေးတဲ့ဓမ္မတေးကိုတည်ဆိုပြီးတဲ့အခါမှာကျွန်တော်တို့ဂီတာပညာရှင်ဆရာချစ်စမ်းမောင်နဲ့တွဲဖက်ပြီးတော့လမ်းပြပါဆိုတဲ့သချင်းကိုလည်းတည်ဆိုပါမယ်ပြီးရင်သခင်အိမ်ဆိုတဲ့ဓမ္မတေးကိုတည်ဆိုချီးမွမ်းသက်သေခံမဲ့ကျွန်တော်တို့ရဲ့ညီကိုတော်ကတော့မျိုးကြီးဖြစ်ပါတယ်ဗျာမျိုးကြီးကိုလက်ကုပ်တီးပြီးကြော်ဆိုရအောင်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဒီ season မှာပေါဝင်ရတဲ့အတွက်ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားရှင်ကအနာရောဂါငြိမ်းစေတဲ့ဘုရားရှင်ဖြစ်တယ်နော်ကျွန်တော်အနေငယ်ကျွန်တော်တည်တည်ခံရမယ်ဆိုရင်ကျွန်တော်အကြောင်းလေးပေါ့နော်ဒီအနာရောဂါနဲ့ပတ်သက်ပြီးတော့ကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကကျွန်တော်ဘောလုံးကစားတယ်လေဘောလုံးကစားတော့ကျွန်တော်6မတော်တဆကျွန်တော်တရားရတယ်ဒါပေမဲ့ကျိုးတာတော့မဟုတ်ဘူးကျွန်တော်ဒီ6နာသွားတယ်6နာယုံမဲဆိုတော့ကျွန်တော်ဆရာဝန်လည်းပြကြမလို့အိမ်မှာပဲကျွန်တော်ဆေးလိမ့်နေပေါ့နော်ဆေးလိမ့်ပြီးတော့ကျွန်တော်ဆေးလိမ့်တော့ပြန်တက်တာဝရတယ်ပြီးတော့3-4ရက်လောက်နေတော့ပြန်ပြီးတော့6ကပြန်နာတယ်ကျွန်တော်အဲ့လိုပဲဆေးလိမ့်လိုက်ပြန်တက်တာဝလိုက်နဲ့6ကမတက်တာဘူးတော်တော်နဲ့မတက်တာဘူးခဏပြန်နာတယ်ကျွန်တော်ကားမောင်းနေရင်လည်းကားမောင်းနေနဲ့ထနာတယ်ထိုင်နေနဲ့လည်းနာတယ်အဲ့တော့ကျွန်တော်ဇနီးတယ်ကျွန်တော်ဗာပြောလဲဆိုတော့နာတဲ့အချိန်မှာလည်းကျေးဇူးတော်ချီးမွမ်းနိုင်ရမယ်ကောင်းတဲ့အချိန်တွေမှာလည်းကျေးဇူးတော်ချီးမွမ်းနိုင်ကျွန်တော်သူ့စကားကိုကျွန်တော်နားထောင်ပြီးတော့ကျွန်တော်ချိန်တိုင်းကျွန်တော်ကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်စိတ်မလိမ့်တော့ကျွန်တော်တို့ဘုရားရှင်ကအနာရောဂါကိုငြိမ်းစေတဲ့ဘုရားရှင်ဖြစ်တယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ကျွန်တော်စိတ်မလိမ့်မဲနဲ့ကျွန်တော်ဒီတိုင်းပဲကျွန်တော်ဆူတောင်းတယ်အဲ့မှာ3ရက်မြောက်တဲ့နေ့မှာကျွန်တော်ရဲ့6တော့နာတဲ့တန်ရာဘလို့ပျောက်သွားမှကျွန်တော်လည်းမသိဘူးကျွန်တော်ပြီးတော့မှငါတို့ဘုရားရှင်ကအနာရောဂါကိုငြိမ်းစေတဲ့ဘုရားရှင်ဖြစ်ပါလားဆိုပြီးတော့ကျွန်တော်တတိရလာတယ်အဲ့တော့ဒီကညီကိုမောင်နှမတွေကိုလည်းကျွန်တော်အနေငယ်တသိခံကျင်တာကကျွန်တော်တို့ကျမ်းမာသည်ဖြစ်စေမကျမ်းမာသည်ဖြစ်စေဘုရားရှင်ကျေးဇူးတော်ချီးမွမ်းပါချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဘုရားရှင်ကျေးဇူးတော်ချီးမွမ်းပါဝမ်းနည်းသည်ဖြစ်စေပျော်သည်ဖြစ်စေဘုရားရှင်ကျေးဇူးတော်ချီးမွမ်းပါလို့အနေငယ်ကျွန်တော်တသိခံကျင်ပါတယ်ကျွန်တော်ပထမဆုံးတို့ပုံအနေနဲ့ကျွန်တော်အနာရောဂါငြိမ်းစေသောအရှင်ဆိုတဲ့တခြင်းလေးနဲ့ကိုယ်တော်ချီးမွမ်းခြင်းပါတယ်တ
ကျွန်တော်ဒုတိယတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ဗမာပြည်မှာအသက်ငယ်ဆုံးဒရာမာဖြစ်တဲ့တာပီတီနဲ့ကျွန်တော်တစ်ပုဒ်လောက်ဆိုချင်ပါတယ်တစ်ချက်တော့ပြန်ပြီးတော့မတ်တက်ရပြပါအောင်တာပီတီအရက်မြည်ပဲတွေ့ရမလားဖျားရှင်ကောင်းကြီးပေးထားတဲ့တာပီတီဖြစ်ပါတယ်တာပီတီတို့လက်ကုပ်တန်လေးတစ်ချက်လောက်ပြန်ကြားကြပါတယ်